ဂျပန်နိုင်ငံရဲ့နေမြို့လေးတစ်မြို့မှာအသက်38နှစ်အရွယ်အမြဲတမ်းဝန်ထမ်းမဟုတ်တဲ့အမျိုးသမီးတဦးရဲ့ဝင်ငွေအခြေအနေဟာတကယ့်ကိုစိတ်ပျက်စရာကောင်းတဲ့အမှန်တရားတစ်ခုဖြစ်နေပါတယ်။စက်ရုံမှာပင်မလောက်ကင်နေရတဲ့လောက်ခလာစားထက်တခြားကနေရတဲ့ဝင်ငွေတွေကပိုများနေတာကိုကြားရရင်မိတ်ဆွေတို့အံ့ဩသွားကြပါလိမ့်မယ်။ဒီအခြေအနေဟာလူအဖွဲ့အစည်းရဲ့ကွာဟချက်ကိုမီးမောင်းထိုးပြနေတာဖြစ်ပါတယ်။တနစ်ပတ်လုံးချွေးထွက်တန်ယိုနဲ့ရုန်းကန်ခဲ့ရတဲ့စက်ရုံအလုပ်ရဲ့ဝင်ငွေကိုအရင်ဆုံးကြည့်ရအောင်ပါ။စုစုပေါင်းရရှိတဲ့နှစ်စဉ်ဝင်ငွေဟာရန်တသန်း8,9,440နှစ်တာရှိပြီးအခွန်တွေနဲ့လူမှုဖူလုံရေးကြေးတွေနှုတ်ပြီးတဲ့အခါလက်ထဲကိုရန်တသန်း4,9,445နှစ်ပဲရောက်ရှိပါနေ။ရန်2တန်းတောင်မပြည့်တဲ့ဒီပမာဏဟာအချိန်တွေအများကြီးပေးခဲ့ရတဲ့အလုပ်တစ်ခုအတွက်တကယ်ကိုနေပါလွန်းလာပါတယ်။ဒီစိတ်ယုံမှာအလုပ်လုပ်ရတာဟာအသက်နဲ့ရင်းပြီးလုပ်နေရတယ်လို့ပါပဲ။လူဖော်ကိုင်းဖက်ဒရယ်ထဲမှာစိတ်ကြယောဂဖြစ်သူတွေရှိသလိုအလုပ်ထဲမှာအနိုင်ကျင့်ခံရတာတွေကြောင့်စိတ်ရောဂါရပြီးရုတ်တရက်တေဆုံးသွားရတဲ့အထက်လူကြီးတွေအထိရှိနေတာဖြစ်ပါတယ်။နယ်မျိုးကကုမ္ပဏီအသေးလေးတွေမှာလောက်ခနည်းနည်းနဲ့လူမှုရေးဖိအားတွေအလုပ်ပမာဏတွေကြားမှာရုန်းကန်နေရတာဟာတကယ့်ကိုစိတ်ကြစရာကောင်းပါတယ်ဒါပေမဲ့တစ်ဖက်မှာတော့အားလရက်ဒီမှာဝါသနာရအဖျော်တန်းလုတ်ကင်နေတဲ့ YouTube ကနေရရှိတဲ့ဝင်ငွေကတော့အံ့တော်စရာကောင်းလောက်အောင်များပြားနေပါတယ်။ကြော်ညာဝင်ငွေနဲ့တခြားဆက်ဆက်ဝင်ငွေတွေပါဝင်စုစုပေါင်းရန်2,800ခန့်ရရှိခဲ့တာဖြစ်ပါတယ်။ဒါဟာစက်ရုံမှာပင်လုတ်ကင်နေရတဲ့အချိန်တွေထက်အများကြီးရော့နေတဲ့အားလက်ချိန်လေးတွေမှာလုတ်ကင်ပြီးရရှိခဲ့တာဖြစ်တဲ့အတွက်တကယ့်ကိုကွာခြားလာပါတယ်။ပို့ပြီးတော့အံ့ဩဖို့ကောင်းတာကဘာမှမလုပ်ပဲဒီတိုင်းထားယုံနဲ့ရရှိလာတဲ့ရင်းနှီးမြှုပ်နှံမှုအမျက်ငွေလေးပါပဲစုဆောင်းထားတဲ့ငွေကြီးတွေကနေတစ်နှစ်အတွင်းမှာရန်1,900,000,000နီးပါးလောက်အလိုအလျောက်တိုးပွားလာခဲ့ပါတယ်ဒါဟာစက်ရုံကရတဲ့တစ်နှစ်စာလက်သားတင်လစာထက်တောင်ပိုများနေတဲ့အတွက်နေ့တိုင်းပင်ပန်းအလုပ်သွားနေရတာဟာဘာအတွက်လဲလို့မေးခွန်းထုတ်เสียဖြစ်လာစေပါတယ်ဒီလူရဲ့တစ်နှစ်တာစုစုပေါင်းဝင်ငွေဟာရန်6,500,000 ဝန်းကျင်အထိရှိခဲ့ပါတယ်စက်ရုံလာစား YouTube ဝင်ငွေနဲ့ယင်းနှိမ့်နှံမှုအမြတ်တွေအပြင်တခြားရှယ်ယာရှင်ခန်းစားခွင့်တွေပါပေါင်းလိုက်ရင်ရန်6,650,000 အထိတောင်ရှိသွားတာဖြစ်ပါတယ်။စ조사ပန်းစားလောက်ကြရတဲ့အခြေခံအလုပ်သမားတွေထက်အရင်းအနှီးရှိတဲ့သူတွေကပိုပြီးအကျိုးအမြတ်ခံစားနေရတဲ့ဒီစနစ်ကတကယ့်ကိုထူးဆန်းနေပါတယ်။အပင်ပန်းဆုံးလောက်ကြရတဲ့သူတွေကဝင်ငွေအနည်းဆုံးဖြစ်ပြီးဘာမှမလုပ်တဲ့သူတွေကပိုပြီးချမ်းသာနေတာဟာတကယ့်ကိုစိတ်ဖြစ်စရာကောင်းတဲ့အမှန်တရားပါမယ်။စ조사အားထုတ်တလောက်အရာမထင်တဲ့လူအဖွဲ့အစည်းရဲ့စနစ်တွေကြမှာရှင်သန်နေရတာဟာတကယ်ကိုစိန်ချိုးမှုတစ်ခုဖြစ်ပါတယ်။ဒီလိုကွာဟချက်ကြီးမားတဲ့အခြေအနေတွေအကြောင်းကိုလေ့လာကြည့်ခြင်းအပြင်ဝင်ငွေလမ်းကြောင်းအမျိုးမျိုးရှိဖို့ဘလောက်အရေးကြီးရဲဆိုတာကိုသတိပြုမိစေမှာဖြစ်ပါတယ်